အရှိနန်းတော်ကိုပြန်ရောက်တော့မိုးကမောင်နေပြီငါခြေတံဖောဖောနဲ့အိတ်ဆောင်ထဲဝင်လိုက်တော့ရှောင်းချန်ကစပွဲခုံမှာတောင်းတောင်ကြီးထိုင်နေတာကိုလှမ်းမြင်လိုက်ရတယ်။စပွဲပေါ်ကညစာတွေကတစ်ချက်လေးတောင်မရွေ့သေးဘူး။အကိုပါလို့အရင်မစားတာလဲချန်ချန်။ဘယ်သွားနေတာလဲဥယျာဉ်ထဲကကြောင်လေးသားမွေးလို့လေငါကချစ်စရာကောင်းလို့ဆိုပြီးသွားစော်ရင်းနဲ့အချိန်မေ့သွားတာချန်ချန်။ဘယ်တော့မှစပြီးလိန်ပြောတတ်သွားတာလဲ။ငါရင်ထဲထိတ်ခနဲဖြစ်သွားတယ်။ရေခဲမုံခွက်တစ်ဝက်လောက်ခိုးစားမိုံလေးကိုဒီလောက်အထိဒေါသထွက်စရာလို့လားရှောင်းချန်ကလက်ချောင်းနဲ့စပွဲခုံကိုတတောက်တောက်ခောက်လိုက်တယ်ရှောင်းဟန်ပြန်လာပြီပေါ့ချန်ချန်ဒီနှစ်တွေထဲသူ့ကိုလွမ်းနေခဲ့တာလားလွမ်းတာပေါ့တေချာပေါက်လွမ်းတာပေါ့ဘယ်မှာအစားကောင်းအစော့ကောင်းရှိလဲဆိုတာသူကအကုန်သိတာသူထွက်သွားတဲ့ဒီငါးနှလုံးလုံးငါပြင်းလုံးလို့တေးတော့မယ်ချန်ချန်ကတကယ်ပဲကြီးပြင်းလာခဲ့ပြီပဲငုံတိုင်းဖြစ်တော့မဲ့သူ့မျက်နှာပေးကိုကြည့်ပြီးငါဘာမှနားမလည်နိုင်ဖြစ်နေရတယ်ရေခဲမုံတစ်ခွက်ထဲအတွက်ကိုသူစိတ်ဆိုးတာတကယ်ပဲအတိတ်ပဲမရှိလိုက်တာအကိုငါ့ကိုစိတ်ဆိုးနေတာလားငါမကောင်းလို့ပါငါရေခဲမုံခိုးမစားတင်ဘူးဒါပေမဲ့ငါချိန်ဆိုရဲပါတယ်ငါတဝက်ပဲစားတာပါကျန်တဲ့တဝက်ကရှောင်းဟန်ရဲ့ဘိုက်ထဲရောက်သွားတာချန်ချန်ဒီနှစ်တွေထဲငါကနင့်ကိုဘလို့တင်ပေးခဲ့လဲသူစိမ့်ယောက်ျားတွေနဲ့ဆိုရင်ရှောင်ရှားရမယ်လေနင်ကတော့သူနဲ့ဇွန်းတစ်ချောင်းနဲ့အတူတူစားယုံတင်မကဘူးသူ့ကိုဖတ်တောင်ဖတ်ခဲ့သေးတယ်နင်ကငါ့ကိုတေးအောင်တမင်လုပ်နေတာလားငါကသူ့ကိုအကိုလိုပဲသဘောထားတာပါသူကနင့်ရဲ့ဘဲကလာတဲ့အကိုလဲဒီနန်းတော်ထဲမှာငါတယောက်တည်းသာနင့်ရဲ့အကိုလေးအကိုလောက်တာကိုတူးရဲမောင်ပိုင်စည်းကျင်နေတာပဲငါလဲအခြေအနေကိုရိမ့်မိလို့ခေါင်းလေးငုံထားလိုက်တယ်ငါမှားပါပြီငါနောင်တက်ရပါပြီဆိုတဲ့လိမ်မာတဲ့ပုံစံလေးဖမ်းနေတော့ဘိုက်ကလည်းအလိုက်တိစွာနဲ့ကိုခနဲမြည်လာတယ်သူကတက်ပြေးရှည်ကြီးတစ်ချက်ချပြီးချန်ချန်အတွက်ဟင်းပူပူတွေပြန်ပြင်ပေးဖို့အတန်ကျဲကျဲနဲ့အမိန့်ပေးလိုက်တယ်ချန်ချန်အကိုကိုဖုံးကွယ်ထားတဲ့အခြားကိစ္စတွေမရှိတော့ဘူးမလားမရှိတော့ပါဘူးတေချာပေါက်မရှိတော့ပါဘူးဒါပေမဲ့တကယ်တော့တခုတော့ရှိသေးတယ်အဲ့ဒါကဒီကိုရောက်ကြတဲ့ကငါအဲ့ဒီတရေတွေကိုဘာလို့မမြင်ရတော့တာလဲမသိဘူးငါဘာသာငါအရှိနန်းတော်မှာဆက်ပြီးကတ်နေဖို့အကြောင်းပြချက်မရှိတော့တာကိုသိပါတယ်ဒါပေမဲ့ကိစ္စတစ်ခုကတော့တကယ်ပဲပါဇက်ကထုတ်ပြောဖို့ခက်နေတယ်ဒါကငါအိတ်တဲ့အချိန်တိုင်းရှောင်းချန်ရဲ့လက်တန်းလေးကိုမချိတ်ထားရင်အိတ်လို့မပြောနိုင်ဘူးဒါကပြောနေကြတဲ့စုံရင်းတွေရဲ့ဆွဲဆောင်မှုမျိုးလားငိုးကြိုးနှစ်ချက်ဆင်းပစ်လိုက်တယ်လို့ပဲပထမအချက်ကအရှိနန်းတော်ကနေပြောင်းသွားရင်မိုးလင်းတဲ့အထိမျက်လုံးကြောင်နေရမယ့်တနာစရာအနာဂတ်ကိုတွေးမိပြီးငါရင်ထဲမှာတကယ်ပဲစိုးရိမ်စိတ်တွေနဲ့ကြားများနေရတယ်ဟုတ်ထားလိုက်ပါတော့ဒီကိစ္စကိုရှောင်းချန်ကိုအရင်ဖုံးကွယ်ထားတာပိုကောင်းပါလိမ့်မယ်ဒီနေ့စီနေနန်းဆောင်မှာငါခိုးနားထောင်မိတာမေတော်ကြီးနဲ့အထင်းတော်တို့တိုးတိတ်စကားပြောနေကြတာကျွန်တော်မျိုးမကြည့်ရတဲ့လောက်တော့ချန်ချန်သမီးပြိုလေးကအရန်ကောင်းပြီးအစင်တန်းချင်းလဲညီမျှပါတယ်အိမ်ရှိဆန်တွေကလည်းငယ်တငယ်ချင်းတွေဖြစ်ခဲ့ကြတာပဲဒါပေမဲ့ပြီးခဲ့တဲ့နှစ်တွေကရှောင်းချန်ကချန်ချန်ကိုညီမအရင်လိုပဲသဘောထားတာလို့အပိုင်ပြောခဲ့တယ်ပြီးတော့အဖွားအိုကိုလည်းခက်ချမ်းချမ်းပဲမှားကြားခဲ့သေးတယ်သူတို့နှစ်ယောက်ဒီနှစ်တွေတဲ့အတူတူနေခဲ့တဲ့ကိစ္စတွေကိုတေချာထိမ့်သိမ်းဆောက်ရှောက်ပေးဖို့တောင်းဆိုခဲ့တယ်ချန်ချန်ရဲ့ဂုံတေးထိခိုက်မှာစိုးလို့တဲ့ဒါကြောင့်အိမ်ရှိဆန်အတွက်ကျင်ရတော်ရွေးဖို့အချိန်တန်ပြီးတဲ့ငါအုံနောက်ကခေါင်းကောင်းနဲ့အထုခံလိုက်ရတယ်လို့ဖြစ်သွားတယ်ရှောင်းချန်ကအိမ်ရှိဆန်ကျင်ရတော်ရွေးချယ်တော့မှာပေါ့ဒါဆိုရင်ညီမအရင်ဖြစ်တဲ့ငါကတကယ်ပဲအလိုက်တီနဲ့အမြန်ဆုံးလစ်ထွက်ပေးရတော့မှာပေါ့ရင်ထဲမှာဝမ်းနေပတ်လက်နဲ့ကမောက်ကမဖြစ်နေတော့ဒုတိယမြောက်မိုးကြိုးကချက်ချင်းထပ်ပြစ်ပြန်နေရှောင်းဟန်ဆိုတဲ့လူချမ်းကြီးကနန်းတွင်းစာကြီးဆောင်တဲ့ကိုဓာတ်ရိုက်ဝင်သွားပြီးအေဂရစ်မင်းမျက်စီမှာငါ့ကိုလက်ထပ်ခွင့်တောင်းဆိုခဲ့တဲ့အေဂရစ်မင်းမျက်သဘောတူလိုက်လားမတူလိုက်လားတော့ငါမသိဘူးကြားရတာတော့သူစာကြီးဆောင်ကထွက်လာတာနဲ့ရှောင်းချန်ကမျက်နှာပြက်ပြက်နဲ့သူ့ကိုစစ်ရေးလေးကျင့်ကွင်းနဲ့ဆွဲခေါ်သွားတဲ့အမလေးခြားကြတာမှကဘာပြက်မတက်ပဲနောက်ဆုံးကြားရတာကတော့နှစ်ယောက်လုံးဒဏ်ရာတွေရပြီးအင်ဂျီတွေစုပ်ပြဲကုန်တော့မှပဲနန်းတွင်းအစီခံတွေကအတင်းဆွဲခွဲလိုက်ရတယ်တဲ့ငါကမျက်နှာတီနဲ့ရှောင်းချန်ရဲ့နှက်ခမ်းသားကညိုမဲတန်ရာကိုဆေးထည့်ပေးနေမိတယ်သူကလည်းမေးရိုးကြီးတင်းထားပြီးတခွန်းမှမပြောဘူးချန်ချန်နင်းရှောင်းဟန်ကိုလက်ထက်ချင်လို့လားထပ်မှာပေါ့ဘာလို့မထက်ရမှာလဲညီမလေးကနေခေမဖြစ်သွားမှာယာရုတောင်ပုံမြင့်သွားအောင်မယ်ချန်ချန်နင်းနောက်တစ်ခေါက်ပြန်ပြောကြည့်စမ်းပြောဆိုတော့လဲပြောတာပေါ့နင်းကြတော့ကျင်ရတော်တွေရွေးပြီးမိဖုရားငယ်တွေမြောက်နိုင်ပြီးငါကြတော့လင်မယားမဖြစ်ရဘူးလားနင်းကငါအတွက်သူတို့သမီးအတုံးဆောင်တွေတအိမ်လုံးအပြည့်ပြင်ဆင်ပေးထားပြီးပြီမဟုတ်ဘူးလားအခုမှဘာလို့နောင်တရနေတာလဲဒါပေမဲ့ချန်ချန်နင်းညဘက်ဆိုရင်အကိုရဲ့ငကားစွမ်းရင်ကိုအမိပြုတ်ပြီးကာကွယ်နေရတော့မဟုတ်ဘူးလားအခြားလူကိုဘလို့လှုပ်ထိန်ချုပ်နိုင်မှာလဲအဲ့ဓာတွေမလို့တော့တာကြပြီဒီကိုရောက်ကြတဲ့ကငါအဲ့ဒီຢာတွေကိုမမြင်ရတော့ဘူးစကလုံးထွက်သွားတာနဲ့ငါချက်ချင်းနောင်တရမိတယ်ရှောင်းချန်တကူလုံးတောင်ခဲသွားတယ်သူ့ရင်ခွင်နဲ့ငါ့ကိုသူကအတင်းဆွဲဖက်လိုက်တယ်ချန်ချန်နင်းနဲ့ငါဒီနှစ်တွေတခြားအတူတူအိတ်ဆက်ခဲ့ကြတာနင်းတွေးကြည့်စမ်းအဲ့ဒါကိုရှောင်းဟန်သာတိသွားရင်သူဘယ်လောက်တောင်ဝမ်းနေသွားမလဲနင်းရုပ်မာတယ်နင်းငါ့ကိုချင်းချောက်နေတာလားငါငိုနေတာကိုမြင်တော့ရှောင်းချန်ကနောက်ဆုံးတော့စိတ်မကောင်းဖြစ်သွားပုံရတယ်ငါ့ကိုမထိနဲ့ချန်ချန်ရှောင်းဟန်ဆိုတဲ့ကောင်ကနင်းအတွက်အိမ်အောင်ဖက်ကောင်းမဟုတ်ပါဘူးအခြားကိစ္စမှန်သမျှကိုအကိုလိုက်ရောပေးနိုင်ပေမဲ့ဒီတစ်ခုတည်းကိုတော့နင်းအကိုစကားနားထောင်ရမယ်နင်းလိမ္မာလေးနဲ့ငါအမှုကိစ္စတွေပြီးလို့ပြန်လာတာကိုစောင့်နေပါနင်းကိုတေးသေးချာချာပြန်ပြီးတောင်းပန်ပါမယ်ဟုတ်ပြီလားဒီရှေ့နန်းတော်မှာတစ်စက္ကန့်လေးတောင်ဆက်မနေနိုင်တော့ဘူးမင်းညကရှောင်းချန်ရဲ့အမူအရာနဲ့မျက်လုံးတွေကိုကြည့်ရတာညီမလေးတယောက်ကိုကြည့်တဲ့ပုံစံမျိုးဘယ်မှာဟုတ်တော့မှလဲဒါတင်မကသေးဘူးအေဂရစ်ရဲ့သားတော်နှစ်ယောက်ကငါအတွက်နဲ့အပြင်းထန်ချကြတာနန်းတော်တစ်ခုလုံးတီးကုန်ကြပြီဒါသာမင်းကြီးရဲ့နားထဲရောက်သွားရင်
ငါရဲ့လေပင်လေးကသူဖြစ်ဖြစ်လောက်တဲ့ရှောင်းချံမှုကိစ္စတွေတွားလုံနေတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးငါချက်ချင်းပဲရှန်အားကိုခေါ်ပြီးတွတ်တွတ်လက်လက်နဲ့အထုပ်နှစ်ထုပ်ပြင်လိုက်တယ်ပြီးတော့နန်းတော်တကားဝစီကိုအမြင်ပြေးထွက်ခဲ့ကြတယ်ဒီနှစ်တွေတဲ့အိမ်ကိုပြန်ပြီးမိဘကတော့တာလည်းမနှဲတော့ဘူးအမြဲတမ်းမှောင်မပြခင်ပြန်လာတတ်ကြတာနန်းတော်တကားဝကစစ်တီတွေကလည်းရင်းနှီးနေကြပြီးသူတို့ကလှုပ်ထုံးလုံနေအတိုင်းငါရဲ့တစိပ်ပြားကိုတစ်ချက်ကြည့်ပြီးဘာမှအများကြီးမမေးတော့ဘူးသူတို့ကလွယ်လွယ်ကူကူပဲဖြတ်တန်းခွင့်ပေးလိုက်လို့ငါခြေလန်းတစ်ဖက်ကနန်းတော်တကားခုံကိုလှမ်းကြော်လိုက်ုံရှိသေးလက်ကောက်ဝတ်ကိုအတင်းဆွဲညှစ်ခံလိုက်ရတယ်ကြီးမားတဲ့အားတစ်ခုကငါ့ကိုအတင်းအာရမပြန်ဆွဲခေါ်သွားခဲ့တယ်ရှောင်းချမ်းနင်ဘာလို့ဒီရောက်နေတာလဲညီလာခံထဲမှာရှိနေရမှာမဟုတ်ဘူးလားနင့်ကိုဘသူကပြန်ခွင့်ပြုလို့လဲချမ်းချမ်းနင်နဲ့ငါအတူတူအိတ်လာခဲ့တာ10နှစ်တောင်ရှိပြီနင်ကဒီလိုပဲဘာမှမဖြစ်တယ်လို့မျိုးလှည့်ထွက်သွားတော့မှလားနင်ကကိုဘာမှတ်နေလဲငါတညာလုံးအိတ်မပြောခဲ့ဘူးသူ့ရဲ့ဒေါသတကြီးအမေးတွေအောက်မှာငါလန့်လဲလန်းကြောက်သွားပြီးစိတ်နဲ့ကိုယ်နဲ့မကပ်ပဲပါဇက်ကဘလူးနဲ့ထွက်ကုန်တော့တယ်ငါအိမ်တော်ကိုပြန်ရောက်တဲ့နေ့ရက်တွေကတော့တကယ်ကိုစိန်ကြလာတယ်အဖေနဲ့အမေကငါ့ကိုဖျားလို့တလေးတစားကိုးကွယ်ထားကြတာစားစရာအကောင်းစားတွေစော့စရာတွေအလှပပစ္စည်းတွေငါအခန်းထဲမှာလာပုံထားပေးကြတယ်အဖေနဲ့အကိုကလည်းတမင်တက်အလုပ်တွေဖြစ်ပြီးခွင့်ယူထားကြတာငါနားကနေတဘဝမှမခွာပဲစောင့်ရှောက်နေကြတယ်ဒီနှစ်တွေတခြားငါ့ကိုမပေးနိုင်ခဲ့တဲ့အချစ်တွေကိုအကုန်မိရအစားထိုးပေးမလို့တဲ့သူတို့ကအားတက်တရောနဲ့ငါ့ကိုလက်ဝဲကြော်လောက်အလိုလိုက်ကြတာနောက်ဆုံးတော့ငါမှအလိုလိုက်လုံးလို့မျက်နှာတောင်ဖြောတော့ပြီးလူယုံမပေါက်တော့ဘူးငါအကိုကနောက်ဆုံးတော့အခြေအနေမဟန်တာကိုရိပ်မိသွားပြီးငါမျက်နှာကိုတေးသေးချာချာစိုက်ကြည့်ရင်မျက်မှောင်ကျုပ်ပြီးပြောတယ်ညီမလေးနှင်းမြက်ကွင်းတွေဘာလို့ဒီလောက်တောင်ညှို့မဲနေရတာလဲအကိုကြီးရေညီမလေးတညာလုံးလုံးဝအိတ်လို့မရဘူးဖြစ်နေတယ်အကိုကမင်္ဂလာခါတော့ပေးပြီးရင်အကုန်စင်ပြေသွားမယ်ဆိုအဲ့ဒီမကောင်းဆိုးဝါးတွေကိုမမြင်ရတော့ဘူးဒါပေမဲ့ညီမလေးကအိမ်ရှိမင်းသားရဲ့လက်တန်းလေးကိုဆွဲထားမှပဲအိတ်ပျော်နိုင်တာမေညီမလေးတော်တော်နေရခက်နေပြီးအိတ်မပျော်ယုံတင်မလားအမေမှာအတွေ့အကြုံရှိပါတယ်ရှန်အားစိတ်ငြိမ်စေးရီတစ်ခွက်မြန်သွားပြုတ်ချပြစ်လေးဖြစ်ပါစေပြီးတော့အကောင်းဆုံးစိတ်ငြိမ်မွေးတိုင်ကိုပါထွန်းလိုက်ဦးရလက်ကဘာဖြစ်လဲဒီလားနှာခေါင်းပိတ်ပြီးခါတက်လာတဲ့စိတ်ငြိမ်စေးရီကြီးတစ်ခွက်လုံးကိုအတင်းတောက်ခဲ့ရတဲ့တဝက်လောက်ထွန်းထားတဲ့လူကိုတောင်မူးမေ့လဲစေနိုင်တဲ့အမွှေးတိုင်နဲ့ကြီးကိုလည်းတညာလုံးရှူခဲ့ရတယ်ဟူနည်းနည်းမှတောင်အိတ်ချင်စိတ်မရှိခဲ့ဘူးညတကောင်ကြော်တဲ့အထိအဖေအမေနဲ့အကိုကြီးတို့ပါမျက်ခွန်တွေလေးလံလာပြီးနိုင်ပြီးကုန်ကြပြီးကျမတယောက်တည်းပဲစိတ်တွေတက်ကြပြီးအပြင်ထွက်မြင်းစီလို့ရတဲ့အထိဖြစ်နေတာဒီတခါတော့တမိသားစုလုံးတကယ်ကိုထိတ်လန့်ကုန်ကြတော့တာပဲညာရင်းချင်းပဲမျိုးထဲမှာအစွမ်းအထက်ဆုံးဆရာဝန်ကြီးကိုအတင်းဆွဲထူခေါ်လာခဲ့ကြတယ်ဆရာဝန်ကြီးကညီမလေးရဲ့ထူးဆန်းတဲ့ယောဂအကြောင်းနားထောင်ပြီးမှခေါင်းတငိမ့်ငိမ့်နဲ့ပြောတယ်အရာတစ်ခုခုကိုကင်ထားမှအိပ်ပျော်တာပေါ့ဒီအရာကသမီးလေးငယ်ငယ်ကလေးကအိပ်ရင်စုပ်ကင်ထားတတ်တဲ့အရာမျိုးလားအဲ့ဒါနဲ့ဝေးသွားရင်စိတ်မငြိမ်ဖြစ်တတ်တာမျိုးလားဟုတ်ပါတယ်10နှစ်တိတိရှိပါပြီသူ့မိဘအရင်ထက်တောင်ပိုပြီးတန်ရောစင်ကြီးနေတာဩဒါဆိုရင်တော့ဆွဲလန်းတဲ့ယောဂဖြစ်နေတာပဲဒီလိုဆွဲမျိုးကိုဖျက်ဖို့ကမလွယ်ဘူးကွတကယ်လို့အဲ့ဒီအရာကတိတ်အရေးမကြီးဘူးဆိုရင်သူ့ကိုပေးလိုက်ရုံပေါ့ဘာလို့အတင်းကျပ်ဖြတ်ခိုင်းနေမှလဲလူလဲပင်ပန်းတယ်လို့စိတ်လဲဆင်းရဲရလိမ့်မယ်ဆရာဝန်ကြီးကိုပြန်ပို့ပြီးတဲ့နောက်တအိမ်လုံးတေလူလိုငြိမ်သက်ပြီးအကြီးအကျယ်စိတ်ပြတ်အားငယ်သွားကြတယ်အဖေကျွန်တော်အခုပဲသွားပြီးအိမ်ရှိမင်းသားရဲ့လက်တန်းလေးကိုဖြတ်ပြီးညီမလေးအတွက်ယူခဲ့ပေးမယ်အယူကောင်မင်းကရှောက်ပြောပြန်ပြီးအိမ်ရှိမင်းသားရဲ့အဝတ်စားကိုရအောင်ယူဖို့လမ်းစာများရှိမလားဘာပဲဖြစ်ဖြစ်သူဝတ်ဖူးတဲ့အဝတ်စားတစ်ထည်လောက်ရရင်သူ့အနံ့လေးကိုရှူပြီးအဆင်ပြေရင်ပြေနိုင်မလားလို့ပါဒါကိုတော့အကိုကြီးတောင်းဝင်ထားလိုက်စမ်းပါအဲ့ဒါနဲ့ပဲအစွမ်းအစထက်မြက်လာတဲ့အကိုကြီးဟာငွေအမြောက်များအကုန်ကြခံပြီးအိမ်ရှိမင်းနန်းတော်ကမိန်းမစိုးလေးတယောက်ကိုလက်ထိုးခဲ့တယ်ရက်နှင်းငယ်ကြပြီးနောက်သူကလှုပ်ဝက်ဆန်းကျဲတဲ့ပုံစံနဲ့ညီမလေးကိုအထုပ်ထုပ်လာပေးတယ်ညီမလေးလည်းမျောလင်းချက်အပြည့်နဲ့ဖွင့်ကြည့်လိုက်တော့အထဲမှာရှိနေတာကယောက်ျားဝတ်အတွင်းခံပေါင်းပြီးတစ်ထည်ဖြစ်နေတယ်အကိုကြီးကဘာလို့အတွင်းခံပေါင်းပြီးကြီးနဲ့လားလှည့်စားနေတာလဲညီမလေးလိုချင်တာကအဝတ်စားလေအဝတ်စားညီမလေးရဲ့မင်းမသိလို့ပါအိမ်ရှိမင်းသားရဲ့အဝတ်စားတွေအားလုံးကစည်ရင်းနဲ့တေချာမှတ်တမ်းတင်ထားတာအချီမြင့်တစပြောင်းရင်တောင်လိုက်စစ်မဲ့လူတွေရှိတယ်ဒီပေါင်းပြီးတစ်ထည်ပဲအိမ်ရှိမင်းသားကိုယ်တိုင်လွှင့်ပစ်ဖို့အမိန့်ပေးခဲ့တာအကိုကြီးမှာနှာခေါင်းသွေးထွက်မတဲ့အသေးအတန်စူးစမ်းပြီးမှကောက်ခဲ့ရတာပါလွှင့်ပစ်တယ်ဟုတ်လားဘလို့ချိန်နေမျိုးမှာယောက်ျားတစ်ယောက်ကမိမိရဲ့အတွင်းခံပေါင်းပြီးကိုလွှင့်ပစ်မှလဲညီမလေးရဲ့ငါညီမလေးရဲ့မင်းခုဖြစ်နေတဲ့ပုံစံကိုလည်းပြန်ကြည့်ဦးတရေမနဲ့တူနေပြီးဘာပဲဖြစ်ဖြစ်အိပ်ပျော်နိုင်ရင်အကောင်းဆုံးပဲမဟုတ်ဘူးလားအဆင်ပြေအောင်ကြံဖန်ပြီးသုံးလိုက်စမ်းပါညီမလေးရဲ့နှာခေါင်းကိုပိတ်ပြီးစိတ်ကိုဒုံဒုံချလိုက်တယ်အဲ့ဒီနောက်အတွင်းခံပေါင်းပြီးကြီးကိုရင်ခွင်ထဲမှာတင်းတင်းကြပ်ကြပ်ပွေးဖက်ထားလိုက်တယ်အဲ့ဒီညကကျမထူးထူးခြားခြားကိုနှစ်ချိုက်အိပ်ပျော်သွားခဲ့ရတယ်ကျမကောင်းကောင်းအိပ်ပျော်သွားနိုင်လို့တမိသားစုလုံးတက်ပြင်းချနိုင်ရုံပဲရှိသေးတယ်ပျော်လို့မှ2ရက်မပြည့်သေးဘူးအိမ်ရှိမင်းသားရဲ့ကိုရန်တော်တွေကဒေါသတကြီးနဲ့အိမ်ထိလိုက်ရှာလာကြတော့တာပဲခေါင်းဆောင်လုပ်တဲ့လူကမျက်နှာသေးကြီးနဲ့ဘာမှမပြောဘဲအကိုကြီးကိုအတင်းဖမ်းဆွဲသွားဖို့လုပ်တယ်အဲ့ဒီငွေမက်တဲ့မိမဆိုးလေးကအကိုကြီးပေးတဲ့ဆုလက်ငွေတွေကိုယူပြီးလောင်းကစားသွားလို့ရကနေလက်ပူးလက်ကျက်အဖမ်းခံလိုက်ရတာကိုအိမ်ရှိမင်းသားရဲ့ပစ္စည်းကိုခိုးယူလဲဆိုတဲ့ပြစ်မှုကြီးတင်ခံရရင်အကိုကြီးရဲ့ခြေထောက်တွေရိုက်ချိုးခံရတော့မှာပဲဒီကိစ္စအားလုံးကကျမတယောက်တည်းရဲ့အကြံအစီပါကျမကိုအိမ်ရှိမင်းသားစီခေါ်သွားပေးပါကျမကိုတကားဝမှာရက်ထားတဲ့မြင်းလေးတစ်စီးစီခေါ်သွားကြတယ်လိုက်ကာကိုလှန်လိုက်တော့ရှောင်းချန်ဆိုတဲ့လူကအထဲမှာအေးလူကြီးထိုင်နေတာကိုတွေ့လိုက်ရတယ်အမှန်လေးကြည်စမ်းငါ့ကိုထောင်ချောက်ဆင်နေတာကိုရှောင်းချန်
ဒီကိစ္စတွေအကုန်လုံးကျမလုပ်တာအကိုကြီးကိုဒုက္ခမပေးပါနဲ့ဒါဆိုရင်လေမင်းမာတွေလုပ်ခဲ့လဲဆိုတာပြောပြပါဦးချန့်မင်းကငါနဲ့ဝေးရင်တကယ်ပဲအိတ်မပြောဘူးမို့လားရှင်ဘယ်လိုလုပ်သိတာလဲငါမင်းရဲ့အိမ်ပြင်မှာလူတွေကိုအမြဲစောင့်ကြည့်ခိုင်းထားတာလေမင်းတို့အိမ်မှာတန်းခေါင်ရင်ကြီးကြက်ပြန်မတက်ခွေးဆွဲမတက်ဆရာဝန်တွေလိုက်ရှာနေကြတာစူညံပေါ့လောရိုက်နေတာမသိပဲနေမလားရှင်ကျမကိုစောင့်ကြည့်ဖို့လူလွတ်ထားတာလားဦးเจ้าကောင်းမလေးရေငါကမင်းထွက်ပြေးသွားမှာကိုကြောက်လို့ပါပြီးပါပြီရှင်